ဗီဒီယိုလေးကိုမစခင်ကျွန်တော်ရဲ့တငယ်ချင်းအားလုံးကိုမှာချင်တာကတော့တကယ်လို့မြန်မာပြည်ကကြည့်နေတယ်ဆိုလို့ရှိရင်ကျွန်တော် VPN လေးနဲ့ဖွင့်ပြီးတော့ကြည့်ပေးဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာ။ဒါဆိုရင်အပိုင်းလေးကိုစလိုက်ရအောင်နော်။ညတာကုံဆုံးလို့နေမင်းကြီးထွက်ပေါ်လာတဲ့အခါမှာတော့ပြန်ပွဲကျင်းပမဲ့ကွင်းထဲကိုရောက်သွားပါပြီ။သစ္စာကိုင်းကတိုင်းသမားတွေကဆန်ဟာရဲ့ဖူးရောက်နေတဲ့မျက်နှာကိုမြင်တဲ့အခါအံ့ဩပြီးဆက်ဆုပ်ချင်နေကြပါတယ်။ပန်းဦးကိုင်းရဲ့တခင်လေးရဲ့မျက်နှာကဘာလို့ဒီလောက်တောင်ဥယောင်ညူမဲနေပြီးညာဘက်မျက်လုံးကိုတောင်မနှဲဖွင့်နေရတာလဲဆိုတာကိုသူတို့နားမလည်နိုင်ဖြစ်နေကြပါတယ်။ဆန်ဟာကတော့ဘာကူမှဂရုမစိုက်တဲ့ဟန်နဲ့ကွင်းထဲကိုဝင်လာပြီးတစ္ဆာကိုင်းရဲ့တခင်လေးအရှိမရပ်လိုက်ပါ။မူဟိုင်းရဲ့အပြင်းထန်လေ့ကျင့်ခဲ့ရတဲ့ဒဏ်ရာတွေရှိနေပေမဲ့သူ့ရဲ့အာယုံကတော့ပြန်ပွဲအပေါ်မှာပဲရှိပါတယ်။တစ္ဆာကိုင်းရဲ့တခင်လေးကဟန်ရဲ့တနာစရာကောင်းတဲ့ရုပ်သွင်းမျိုးကိုကြည့်ပြီးလောင်ပြောင်လိုက်ပါတယ်။လူကဆန်ဟာကိုကြည့်ပြီးတနာမိပါတယ်လို့ပြောမိပေမဲ့သူ့ရဲ့လေတံကတော့ကဲရဲ့ရှုပ်ချမှုတွေနဲ့အပြည့်ပါပဲ။ဆန်ဟာကတော့သူ့ကိုလုံးဝလစ်လျူရှုထားပြီးတန်ပွဲမှာတက်တာတာတုံးရမှာကိုပဲစိတ်ပြက်နေကြောင်းထုတ်ပြောလိုက်ပါတယ်။မူဟိုင်းရဲ့ပြင်းထန်လာတဲ့လေ့ကျင့်ရေးတွေကဆန်ဟာရဲ့မျက်နှာပေါ်မှာတင်မကပဲသူ့ရဲ့လေတံမှာပါအမာရွတ်ထင်ချန်စေခဲ့ပုံပါပဲ။နောက်မှတဲ့တစ္ဆာကိုင်းတခင်လေးကတော့သူ့လက်ထဲကလက်နက်ကဒါအဆင်မဟုတ်တာဆန်ဟာအတွက်ကံကောင်းတာပဲလို့ခနဲ့တက်တဲ့ရီမောရင်ပြောလိုက်တကယ်လို့ဒါအဆစ်ဆိုရင်ငါမင်းကိုမှားပြီးတတ်မိသွားနိုင်တယ်လို့သူကဆိုပါတယ်။သူ့ရဲ့စကားတွေကအမြဲတမ်းလို့မောက်မာလွန်းလာပါတယ်။ဒါပေမဲ့ဆန်အားစီကဘာတုတ်ပြန်ချက်မှအချက်ချင်းထွက်မလာပါဘူး။ဆန်ဟာကမလုံးမရှက်ပဲရက်နေတာကြောင့်တစ်ဖက်လူကတော့တခုခုထူးခြားနေပြီလို့တွေးမိသွားပါတယ်။ပုံမှန်ဆိုရင်ဆန်ဟာနည်းနည်းလေးရန်စားလိုက်တာနဲ့တင်ဒေါသထွက်တဲ့သူပါ။ဒါပေမဲ့အခုတော့သူကကြောက်စရာကောင်းလောက်အောင်တည်ငြိမ်နေပါတယ်။ဒါကိုမြင်တော့မောက်မာတဲ့တခင်လေးကဒေါသထွက်လာပြီးတစ်ကိုလစ်လူရှုခံနေရတာလားအဲ့ဒီအတွေးကသူ့ရဲ့ဒေါသကိုမီးထိုးပေးလိုက်တယ်လို့ဖြစ်သွားပြီးသူ့ရဲ့ပြိုင်ဘက်ကိုဒေါသတကြီးစိုက်ကြည့်နေပါတော့လေလူထဲမှာတင်းမာမှုတွေပုံမပြင်းထန်လာချိန်မှာတော့ဒိုင်လူကြီးရဲ့အရှင်ဝါရှိတဲ့အတန်ကထွက်ပေါ်လာပါတယ်။အယံဟောင်ဝမ်ကရှေ့ကိုတက်လာပြီးသူဟာဒီပြိုင်ပွဲရဲ့အကဲဖြတ်တဲ့ဒိုင်လူကြီးဖြစ်ကြောင်းကြေညာလိုက်ပါဒါဟာတိုင်းပညာချင်းဖလှယ်တဲ့ပွဲဖြစ်လို့ဒဏ်ရာရတာကတော့ရှောင်လွှဲလို့ရမှာမဟုတ်ဘူးလို့သူကကြေညာပါတယ်။ဒါပေမဲ့အခြေအနေကအရန်ဆိုးရွားလာမယ်ဆိုရင်တော့သူကိုယ်တိုင်ဝင်ရောက်တားဆီးမှာဖြစ်ပါတယ်။ဘယ်သူနိုင်ရှုံဒီပြိုင်ပွဲရဲ့အဆင့်3ဆင့်လုံးကိုဆက်ပြီးကျင်းပသွားမှာဖြစ်ပြီးဒါကိုအားလုံးကလက်ခံရမှာဖြစ်ပါတယ်။စုဝေးနေကြတဲ့တပည့်တွေကလည်းစိတ်လှုပ်ရှားတာနဲ့နားထောင်နေကြပါတယ်။လူအုပ်ကြီးထဲမှာတော့မူဟိုင်းကအေးအေးဆေးဆေးပဲထိုင်နေပါတယ်။ပြန်ပွဲကိစ္စကိုစတင်ကတည်းကသူဟာအနားမယူရသေးပေမဲ့သူ့ရဲ့ထက်မြက်တဲ့အရှိန်အဝါကတော့မေ့မိတ်မသွားပါဘူး။ဒါပေမဲ့သူ့ရဲ့အာယုံကသခင်လေးနှစ်ယောက်လုံးရဲ့ပွဲပေါ်မှာမရှိပါဘူး။သူကိုယ်တိုင်လေ့ကျင့်ပေးခဲ့တဲ့ဆန်ဟာကဒီလိုအလိုလိုက်ခံထားရတဲ့ပြိုင်ဘက်မျိုးကိုရှုံးလိမ့်မယ်လို့သူလုံးဝစိုးရိမ်မနေပါဘူး။အဲ့ဒီအစားသူ့ရဲ့အကြီးကတစ်ဖက်ဂိုင်းတဲကလူတစ်ယောက်စီမှာပဲရှိနေပါတယ်။အစဂိုင်းရဲ့တပည့်တွေကြားမှာဓာတိုင်းဆရာယွန်ဟိုထိုင်နေပါတယ်။အခြေအနေအရကြည့်မယ်ဆိုရင်သူဟာတတိယမြောက်ကိုယ်စားလှယ်အနေနဲ့အတန်မာဆုံးတိုင်းသမားနေရာကနေဝင်ပြိုင်မှာ။ဘူဟိုင်းကသူ့ကိုမှတ်မိပုံရပေမဲ့ဘာမှမထူးခြားတယ်လို့ပဲကြည့်နေပြီးဒီသားတိုင်းဆရာကဘာကိစ္စနဲ့ဒီကိုရောက်လာတာလဲဆိုတာကိုပဲတိတ်တဆိတ်တွေးနေမိပါ။အဲ့ဒီအချိန်မှာပဲဒိုင်လူကြီးဟာယန်ကသူ့ရဲ့ရှင်းပြချက်တွေကိုအဆုံးသတ်လိုက်ပါတော့တယ်ဗျာ။သူကတက်ရောက်လာသူတွေကိုနားလည်ပေးဖို့တောင်းဆိုပြီးအဓိကပွဲစဉ်ကိုအမြန်ဆုံးစတင်လိုက်ပါ။နောက်ဆုံးကြေညာချက်နဲ့အတူပထမဆုံးတိုင်းပြိုင်ပွဲစတင်ပြီဖြစ်ကြောင်းသူကအော်ဟစ်လိုက်ပါတယ်။အဲ့ဒီခဏမှာပဲတစ္ဆာကိုင်းရဲ့တခင်လေးဟာရှေ့ကိုပြေးထွက်လာပြီးပြိုင်ဘက်နဲ့သူ့ကြားကအကွာအဝေးကိုခြေနလန်းနဲ့လျှော့ချလိုက်ပါတယ်။သူ့နှုတ်ဖျားကနေတိုက်ပွဲဝင်ဟစ်ကြွေးတံတစ်ခုလည်းထွက်ပေါ်လာပါတယ်။သူ့ရဲ့ပြိုင်ဘက်ကိုအပြတ်တဲ့ချီမုန်းမယ်ဆိုတဲ့ရည်ရွယ်ချက်ကိုစိတ်အားထက်သန်စွာနဲ့ကြေညာလိုက်ပါတယ်။သူ့ရဲ့တက်သားသားကိုကြဲကြဲပြန့်ပြန့်ဝှေ့ယမ်းပြီးပြတ်သားတဲ့တိုက်ပွဲတစ်ခုနဲ့အဆုံးသတ်ဖို့ရည်ရွယ်လိုက်ပါတယ်။ဒါပေမဲ့ဆန်ဟာကတော့မလှုပ်မရှက်ပဲရပ်နေသေးတယ်။ဒီတိုက်ခိုက်မှုကနေ့စဉ်ရက်ဆက်သူ့ကိုဒုက္ခပေးခဲ့တဲ့ကောင်လေးစီကနေလာတာပါ။သူတို့ဂိုင်းတွေကြားမှာပဋိပက္ခတွေဖြစ်အောင်မယံမနာတွေးထိုးပေးနေခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုသူ့ရှေ့မှာရပ်နေတဲ့အချိန်မှာတော့ဆန်ဟာအရာအလုံးကိုဖိုးဖောက်မြင်နေပါပြီ။သူ့ရဲ့လှုပ်ရှားမှုတွေကမလိုအပ်တဲ့ပိုလွန်းတဲ့ဟန်ရေးပြမှုတွေပါဝင်နေပါတယ်။အဲ့ဒီအမူအရာတွေကချဲ့ကားလွန်းနေပြီးအရန်ကြီးကျယ်လွန်းကပိုလွန်းနေပါတယ်။တကယ်တော့လေဒါတွေကအဲ့ဒီတိုင်းပါပဲ။မူဟိုင်းတင်ပေးခဲ့တဲ့အတိတ်ကတင်ကန်းစာတွေဟာဆန်ဟာရဲ့စိတ်ထဲမှာပဲ့တင်ထက်နေပြီးသူ့ကိုတင် जा ပေးခဲ့တဲ့မှတ်ဉာဏ်တွေကိုပြန်လည်အမှတ်ရလာပါတယ်။တကယ်တော့အစစ်အမှန်ခွန်အားမရှိတဲ့တိုင်းသမားတွေဟာသူတို့ကိုယ်သူတို့ကြီးစိုးနိုင်တယ်ဆိုတဲ့အထင်အမြင်မှားမှုတစ်ခုကိုဖန်တီးနိုင်ဖို့မျှော်လင့်ပြီးသူတို့ရဲ့လှုပ်ရှားမှုတွေကိုချဲ့ကားတတ်ကြပါသူတို့ဟာပြိုင်ဘက်တွေကိုကြောက်လန့်ပြီးနောက်ဆုတ်သွားအောင်ချိန်ချောက်ဖို့ကြိုးစားကြပါတယ်။ဒါဟာသူတို့ရဲ့တကယ့်ရည်ရွယ်ချက်ပါပဲ။တိုင်းပင်ကြားနဲ့ရင်းနှီးကျွမ်းကျင်မှုမရှိတဲ့သူတွေဒါမှမဟုတ်
ပေါ်ယံလောက်ပဲနားလည်မှုရှိတဲ့သူတွေအတွက်ကတော့ဒီလိုခြိမ်းခြောက်မှုမျိုးကထိရောက်နိုင်ပါတယ်။ဒါပေမဲ့တိုက်ခိုက်ရေးနဲ့ပတ်သက်ပြီးအခြေခံတော့နားလည်ထားသူတွေအတွက်တော့ဒီလိုနည်းဗျူဟာတွေဟာအသုံးမကျတဲ့ဟန်ရင်းပြမှုသက်သက်ပါပဲ။ဒီသင်ခန်းစာတွေကဆန်ဟကိုပုံဖော်ပေးခဲ့ပြီးအခုတော့သူဟာတုံ့လုံးမှုမရှိဘဲစိတ်ပိုင်းဖြတ်မှုနဲ့သူ့ပြိုင်ဘက်ရှိမှရပ်နေကသူ့ရဲ့ဓာတ်ကလည်းတိုက်ခိုက်ဖို့အသင့်ဖြစ်နေပါအသက်တရှိုက်စာလောက်သူတောင်းတဲ့အချိန်လေးအတွင်းမှာပဲဆန်ဟာနေရာရွှေ့လိုက်ပါတယ်။သူ့ရဲ့လက်ကိုအနှဲငယ်နောက်ဆုတ်လိုက်ပြီးရှေ့ကိုတိကျစွာနဲ့ပြေးဝင်ကပြိုင်ဘက်ရဲ့ရင်ဘတ်အောက်တက်တဲ့ကိုထိုးနှက်လိုက်ပါတယ်။ဒီတိုက်ခိုက်မှုရဲ့အရှိန်ကအလိုလိုက်ခံထားရတဲ့သခင်လေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတုန်ခါသွားစေပြီးအဲ့ဒီအင်အားကြောင့်သူ့ရဲ့အတွင်းကလေးစားတွေပါလိန်ကောက်သွားသလိုခံစားလိုက်ရပါဒီတိုက်ကွက်ကအရန်ကိုမြန်ဆန်လွန်းတာကြောင့်သူဟာအချိန်မီမတုတ်ပြန်နိုင်ခဲ့ပါဒါပေမဲ့ဆန်ဟာကရက်မနေပါဘူးပထမတိုက်ကွက်ဝင်သွားတာနဲ့တပြိုင်နက်သူ့ရဲ့အခြားလက်တစ်ဖက်ကလည်းလှုပ်ရှားနေပါပြီ။သူ့ရဲ့လက်တီးဟာသခင်လေးရဲ့မျက်နှာကိုပြင်းပြင်းထန်ထန်ထိုးလိုက်ပြီးညှာတာမှုကင်းမဲ့တဲ့အင်အားနဲ့အတူသူ့ကိုနောက်ဘက်ကိုလွှဲဆင်သွားစေခဲ့ပါတယ်။ဆန်ဟာပြိုင်ဘက်ရဲ့ရန်စမှုတွေကြောင့်စိတ်လှုပ်ရှားမှုမရှိပေမဲ့သူ့ရဲ့တိုက်ကွက်တွေရဲ့နောက်ွယ်ကအင်အားတွေကဘာတက်ညာမှုမှမရှိခဲ့ပါဘူး။ပန်းဦးခိုင်းသားတွေကြားကနေအားပေးအော်ဟစ်တန်တွေထွက်ပေါ်လာပြီးတပည့်တယောက်ကသူတို့ရဲ့ယုံကြည်မှုကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်သူတို့မျှော်လင့်ထားတဲ့အတိုင်းသခင်လေးရဲ့အရေးချင်းပေါ်ဘယ်တော့မှတန်တရားမရှိခဲ့ပါဘူးတဲ့အလိုလိုက်ခံထားရတဲ့သခင်လေးဟာမညာမတာထိုးနှက်ခံရပြီးမှသာဘာတွေဖြစ်သွားရလဲဆိုတာအပြည့်အဝသဘောပေါက်သွားပါတယ်အသက်ကိုမနှဲရှူနေရရင်းနဲ့ဆန်ဟာသူ့ရဲ့မူလနေရာကနေတစ်ချက်လေးတောင်မှမရွှေ့သေးဘူးဆိုတာကိုသူတတိထားမိသွားပါတယ်သူ့ခန္ဓာကိုယ်ထဲမှာလက်ပတ်နေတဲ့နာကျင်မှုတွေကငြင်းလို့မရပါဘူးဒီခံစားချက်ကသူနားလဲနိုင်တာထက်ကိုအများကြီးပိုပြီးပြင်းထန်နေပါတယ်ဆန်ဟာရဲ့တိုက်ကွက်ကဒီလောက်တောင်နာကျင်စေမယ်ဆိုတာလက်ခံနိုင်ဖို့သူတော်တော်လေးရုန်းကန်နေရပါတယ်။စက်သိမ်းထားစရာကောင်းတဲ့အတ္တိတရားတစ်ခုသူ့ဆီကိုစိတ်ဝင်လာပါတယ်။သူ့ရဲ့ပြိုင်ဘက်ဟာသူအရင်ကသိခဲ့ဘူးတဲ့လူမဟုတ်တော့ပါဘူး။ဆန်ဟာစီကတခုခုပြောင်းလဲသွားခဲ့ပါ။ဦးရောက်နေတဲ့သူ့ရဲ့မျက်နှာကရင်းနှီးနေသေးပါ။သူ့ရဲ့အပြင်ရုပ်တွင်ကမပြောင်းလဲသေးပါဘူး။ဒါပေမဲ့တခုခုကွဲပြားနေတယ်။သူတတိမထားမိလိုက်တဲ့အရာတစ်ခုရှိနေပါတယ်။သူကိုယ်တိုင်စားသုံးခဲ့တဲ့လိုမျိုးဆန်ဟာများတမိုးကြီးဆေးလုံးတွေစားသုံးထားသလားဆိုပြီးဖြစ်နိုင်ချေကိုသူတွေးနေပါတော့တစ်ဖက်မှာတော့ဆန်ဟာရဲ့စိတ်ကရှင်းလင်းနေပါတယ်။မူဟိုင်းရဲ့ပြင်းထန်တဲ့လမ်းညွှန်မှုအောက်မှာဝါတောင်ကိုင်းကတပည့်တွေနဲ့အတူလေ့ကျင့်ခဲ့ရတဲ့နေ့ရက်တွေကငရဲနဲ့ဘာမှမခြားပါဘူး။အဲ့ဒီမညာမတာပြိုင်ပွဲဝင်ခဲ့ရတဲ့ကာလတွေကသူ့ကိုလုံးဝအသစ်တပံပုံသွင်းပေးခဲ့တာပါ။အဲ့ဒီပင်ပန်းဆင်းရဲလာတဲ့အတွေ့အကြုံကနေတစ်ဆင့်သူ့ရှေ့မှာရပ်နေတဲ့အလိုလိုက်ခံထားရတဲ့ကလေးပေါက်စားလိုမျိုးလူဟာတကယ်တမ်းမှာဘယ်လောက်တောင်အားနည်းလဲဆိုတာကိုသူကောင်းကောင်းနားလည်သွားခဲ့ပါရှုံးနိမ့်သွားတဲ့သခင်လေးကတော့ဘာတွေဖြစ်သွားတာလဲဆိုတာကိုနားမလည်နိုင်ပဲရှင်းပြဖို့တောင်းဆိုနေပါတယ်သူကမယုံနိုင်တဲ့လေသံနဲ့အော်ဟစ်ဆွဆွဲပြီးဘာလက်ကွက်တွေတုံထားတာလဲလို့မေးခွန်းထုတ်လိုက်ပါတယ်ဒီလောက်တူတောင်းတဲ့အချိန်လေးအတွင်းမှာဘလို့လုပ်ပြီးဒီလောက်အထိအစွမ်းတက်သွားနိုင်မှလဲအဖြေပြန်မပေးခင်မှာပဲဆန်အားဟာသူ့ရဲ့ပြိုင်ဘက်ကိုလျင်မြန်စွာခြေထောက်နဲ့ကန်လိုက်ပြီးနောက်တစ်ချိန်ဟန်ချက်ပြတ်သွားအောင်လုပ်လိုက်ပါတယ်အဲ့ဒီကလေးဟာဦးဟန်မထိန်တိုင်ခင်မှာပဲနောက်တစ်ချက်ထပ်ပြီးပစ်ချခံလိုက်ရပြန်ပါတယ်။ဒါပေမဲ့ဆန်ဟာကတော့ဘာမှမခံစားရတယ်လို့ပါပဲ။တဝက်လောက်ပဲဖွင့်ထားတဲ့သူ့ရဲ့မျက်လုံးတွေကနေတဆင့်သူ့ရဲ့စိတ်ပိုင်းဖြတ်မှုတွေကထင်ဟပ်နေပြီးသူ့ရဲ့ပြင်းထန်တဲ့အရှိန်အဝါတွေကတုတ်ပြန်မှုလုံးဝမရှိပါဘူး။သူ့အတွက်တော့ဒါဟာကလေးကစားစရာတစ်ခုလိုပါပဲ။အသက်ကိုပဲရင်းပြီးတိုက်ခိုက်ခဲ့ရတဲ့တိုက်ပွဲတွေနဲ့ရှင်ဒါဟာအသေးဖွဲရန်ပွဲလေးတစ်ခုလောက်ပဲရှိပါတယ်။ဘလူလိုက်ခံထားရတဲ့ကလေးပေါက်စားဟာနောက်တစ်ချိန်ထပ်မံပြိုလဲသွားပြီးသူ့ရဲ့အရေးချင်းမရှိမှုကအထင်အရှားပေါ်လွင်လာပါတယ်။သူဟာဆန်ဟာကိုအသေးစားဒဏ်ရာလေးတစ်ခုရအောင်တော့မလုပ်နိုင်ခဲ့ပါဘူး။ဒါပေမဲ့သူကိုယ်တိုင်ကတော့အကြိမ်ကြိမ်အချခံနေရပါတယ်။ဆန်ဟာလဲကျနေတဲ့ပြိုင်ဘက်ကိုကြည့်ပြီးဘာမှအထင်ကြီးမှုမရှိဖြစ်ပါဘူး။ပြိုင်ပွဲကဆက်လက်ကျင်းပနေဆဲဖြစ်ပေမဲ့သူ့ရဲ့ပြိုင်ဘက်ဟာကိုယ်တိုင်ကြီးတွားမှုတွေနဲ့အာရုံလွဲနေပြီးပြန်ထဖို့နှုတ်ကွေးနေပါတယ်။ဂက်စီယန်ဟာဆန်ဟာရဲ့လေတံထဲမှာတခုခုကိုတတိထားမိလိုက်ပါတယ်။မကြာခင်ရောက်လာတော့မဲ့တိုက်ချက်တစ်ခုပါ။တကယ်လို့ဒါတကယ်တိုက်ပွဲဆိုရင်မင်းတင်နေလောက်ပြီလို့ဆန်ဟာကအေးဆက်ဆက်လေတံနဲ့မှတ်ချက်ချလိုက်ပါတော့လဲကျနေတဲ့သခင်လေးကိုထိတ်လန့်မှုတွေကတွန်းမိုးသွားပြီးမျက်ရည်တွေဝဲနေတဲ့မျက်လုံးတွေနဲ့သူကအော်ဟစ်ပြီးတနာညတာဖို့တောင်းပန်နေပါအရင်ကသူ့မျက်နှာပေါ်မှာပြည့်နေခဲ့တဲ့မောက်မာမှုတွေအကုန်ပျောက်ကွယ်သွားပြီးအခုတော့အရှိကိုအရှိတိုင်းကြောက်ရွံ့နေတဲ့အတွင်ပဲကြံပါတော့တယ်ဆန်ဟာကတော့သူ့ရဲ့တောင်းပန်မှုတွေကိုနည်းနည်းလေးမှစိတ်ဝင်စားဖို့မပေါ်ပါဘူးသူကတုံ့ဆိုင်းမှုမရှိဘဲအရင်ကလိုပဲပြင်းထန်ပြီးမညာမတာတဲ့အဟုန်နဲ့သူ့ရဲ့ဓာတ်ကိုခုတ်ချလိုက်ပါတယ်ဂက်စီယန်တယောက်အကြောက်တရားတွေအပြည့်ဖုံးလွှမ်းသွားပြီးသူ့မျက်နှာမှာသွေးရောင်မရှိတော့ဘဲတားရဲတစ်ကောင်ရဲ့နောက်ဆုံးတိုက်ခတ်ချက်ကိုခံလိုက်ရတော့မဲ့တားကောင်တစ်ကောင်လိုအမူအရာမျိုးဖြစ်နေပါတယ်။ဒါပေမဲ့ဒါကသူ့ကိုမထိသွားခဲ့ပါဘူး။သူ့ဘေးနားကကျမ်းမြင့်ပေါ်ကိုသာပြင်းပြင်းထန်ထန်စိုက်ဝင်သွားခဲ့ပြီးဘာအန္တရာယ်မှမပေးခဲ့ပါဘူး။သို့တော်လည်း
ဖြစ်သွားတဲ့ထိခိုက်မှုကတော့ကြီးမားသွားခဲ့ပါတယ်။တစ်ချိန်ကဝမ်ဟန်ရဲ့ဂုဏ်ယူစရာလူငယ်ပါရမီရှင်လေးရာအခုတော့အကြောက်လွန်ပြီးတုန်ရီနေတဲ့ကလေးတစ်ယောက်အဖြစ်လုံးဝကိုကြာရှုံးသွားခဲ့ပါပြီ။ဆန်ဟာကလဲကျနေတဲ့သူကိုမထီမဲ့မြင်လေသံနဲ့လှောင်ပြောင်လိုက်ပါတယ်။တစ်ချိန်ကသူတို့ကမင်းကိုဝမ်ဟန်ရဲ့အကြီးကျယ်ဆုံးပါရမီရှင်လို့ခေါ်ခဲ့ကြပေမဲ့အခုကျတော့မင်းကဝမ်ဟန်ရဲ့အကြီးမားဆုံးတတိကြောင့်လဲသူဆိုတဲ့နာမည်ကိုတည်ဆောင်သွားရတော့မယ်လို့ပြောလိုက်ပါတယ်။ဂိုင်းနှစ်ခုစလုံးကမျက်မြင်သက်သေတွေဟာဖြစ်ပျက်သွားတဲ့မြင်ကွင်းကိုကြည့်ပြီးအံ့ဩမင်တတ်တိတ်ဆိတ်နေကြပါတယ်။အဲ့ဒီတိတ်ဆိတ်မှုကြားမှာပဲထင်ရှားလှတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာပါတယ်။လူပုံအလယ်မှာတင်Cassianဟာသူ့ကိုယ်သူမထိန်းနိုင်တော့ဘဲကြောက်လန့်တကြားတီးထွက်ကြတဲ့အထိအရှက်ကွဲသွားခဲ့ပါတယ်။ဆက်တိုက်ခိုက်လိုစိတ်လုံးဝမရှိတော့တဲ့အတွက်ဒိုင်လူကြီးကတရားဝင်ကြေညာချက်ထုတ်လိုက်ပါတယ်။ပထမဆုံးတိုင်းပြိုင်ပွဲဟာပန်းဦးဂိုင်းရဲ့အောင်ပွဲနဲ့အဆုံးသတ်သွားခဲ့ပါပြီ။သစ္စာဂိုင်းချုပ်ကတော့ဒေါသတကြီးနဲ့လက်တီးကိုကြစ်ပါအောင်ဆုပ်ပါတယ်။ကလေးတွေရဲ့ပြိုင်ပွဲလို့သတ်မှတ်ထားတဲ့ပွဲမှာဒီကလေးကဓားကိုအတီပေါက်ခုတ်ချပြီးသူ့သားကိုအရှက်ခွဲရဲတယ်ပေါ့။ဆန်ဟာကအပြည့်အဝပြင်ဆင်ပြီးလာခဲ့တာပါ။ဂိုင်းချုပ်ကတော့သူ့ရဲ့မကျေနပ်မှုကိုတီးတိုးရစ်ဆိုလိုက်ပါတယ်။ကြိုတင်ကာကွယ်တဲ့အနေနဲ့Cassianကိုတန်မိုးကြီးဆေးတုံးတောင်တိုက်ထားခဲ့တာတောင်မှရှုံးနိမ့်သွားလိမ့်မယ်လို့သူတစ်ခါမှမတွေးခဲ့မိပါဘူး။ဒါပေမဲ့နောက်ဆုံးမှာတော့ဒါကသိပ်အရေးမကြီးတာပါဘူး။ကျန်တဲ့ပြိုင်ပွဲနှစ်ခုအနိုင်ရဖို့ကသာသေချာသလောက်ရှိနေပါတယ်။မုကိုအနိုင်ယူဖို့ကပြဿနာမရှိဘူးလို့သူယုံကြည်ထားတာကြောင့်သူ့ရဲ့ယုံကြည်မှုတွေကယိမ်းယိုင်မသွားခဲ့ပါဘူး။ဘယ်လိုကြီးကနောက်ထပ်ပြိုင်ပွဲဝင်တွေကိုခေါ်လိုက်ကကွင်းထဲကိုအမြန်ရှင်းလင်းလိုက်ပါတယ်။ဒီလိုနဲ့အချိန်ရောက်လာပါပြီ။ဂိုင်းနှကိုင်းရဲ့ဂိုင်းချုပ်တွေကတယောက်နဲ့တယောက်ရင်ဆိုင်မှုရှေ့ကိုထွက်လာကြပါတယ်။မုကသူ့ရဲ့ပြိုင်ပွဲကိုတေချာလေ့လာနေပါတယ်။လွန်ခဲ့တဲ့လအနည်းငယ်ကတစ္ဆာဂိုင်းချုပ်ဟာရှားပါးတဲ့ဆေးစွမ်းကောင်းတစ်လက်ကိုစားသုံးထားတဲ့ဆိုတဲ့ကောလာဟာလာတွေထွက်ပေါ်ခဲ့ပါတယ်။အခုသူ့ရှေ့မှာရပ်နေတဲ့အချိန်မှာတော့အဲ့ဒီကောလာဟာလာတွေကအမှန်ပဲဆိုတာကိုမုတေချာပေါက်အတည်ပြုနိုင်လိုက်ပါတယ်။ဒီအကြောင်းကိုသိလိုက်ရပေမဲ့လည်းသူ့ရဲ့မျက်နှာအမူအရာကတော့တုံ့လို့မသွားပါဘူး။သူဟာဒီအချိန်လေးအတွက်အချိန်ပေးပြီးပြင်ဆင်ခဲ့တာဖြစ်လို့အခုချိန်မှာမလိုအပ်တဲ့အတွေးတွေသူ့ကောင်းထဲကနေရာမရှိတော့ပါဘူး။စိတ်လှုပ်ရှားမှုတွေကအတိတ်ပဲမရှိပါဘူး။ဆရာမူဟိုင်းရဲ့အောက်မှာလေ့ကျင့်ပေးခဲ့ရတဲ့အချိန်တွေလိုပဲဒီတိုက်ပွဲကိုသူရင်ဆိုင်သွားမှာ။ဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်ကတော့မူရဲ့အမူအရာကိုတတိထားမိသွားပါသူ့ပြိုင်ဘက်ကစေးစွမ်းကောင်းအကြောင်းအမှန်တရားကိုသိသွားပြီးပြီဆိုတော့သစ္စာကိုင်းချုပ်ကနားလည်လိုက်ပါတယ်။ဒါတောင်မှမူရဲ့မျက်နှာမှာတည်ငြိမ်မှုကလွယ်ပြီးဘာမှမရှိတဲ့ပြင်အရင်ကထပ်ပူပြီးတည်ငြိမ်နေပါသေးတယ်။ဂိုင်းချုပ်ကစိတ်ထဲကနေလှောင်ပြောင်နေရင်ဒီတည်ငြိမ်တဲ့အမူအရာကအကြာကြာခံမှာမဟုတ်ဘူးလို့တွေးလိုက်ပါတယ်။ဒုတိယမြောက်ပွဲစဉ်မစတင်ခင်မှာအချက်ပြတဲ့ဒိုင်လွန်ကြီးရဲ့အတန်းကထပ်မံထွက်ပေါ်လာပါကြေညာချက်ထွက်ပေါ်လာတဲ့ခဏမှာပဲတစ္ဆာဂိုင်းချုပ်ဟာမျက်စိရှိကနေပျောက်ကွယ်သွားပါတယ်။ဒါပေမဲ့မူကတော့တည်ငြိမ်နေသေးဖြစ်ပြီးပတ်ဝန်းကျင်ကိုခံစားသိရှိနိုင်ဖို့သူ့ရဲ့အတွင်းအားကိုဖြန့်ကျက်လိုက်တာကြောင့်အာယုံခံစားမှုတွေကပုံမူထက်မြက်လာပါသူဟာကြားရောက်လာတော့မဲ့တိုက်ခတ်ကိုဆောင်ဆိုင်နေရင်ငြိမ်သက်စွာရပ်နေပါစက္ကန့်အနည်းငယ်အတွင်းမှာပဲဘေးဘက်ကနေသူ့ရဲ့လေပင်ကိုဓာတ်ရိုက်ယူရထားတဲ့လျင်မြန်တဲ့တိုက်ပွဲတစ်ခုဝင်လာပါတယ်။ဗီဇရဲ့တုံ့ပြန်မှုနဲ့အတူမူကအချိန်မီမုရှောင်လိုက်တာဓာသွားဟာစံကြီးတမျက်စအကွာဝင်းနဲ့လွဲချော်သွားပါမူကဘာမှတုံ့ဆိုင်မှုမရှိပဲပြိုင်ဘက်ရဲ့လက်မောင်းကိုဖမ်းဆုပ်ပြီးချောမွေးတဲ့လှုပ်ရှားမှုတစ်ခုနဲ့အတူသူ့ရဲ့ဓာတ်ကိုပြိုင်ဘက်ရဲ့ခေါင်းစီဥတီကခုတ်ပိုင်းလိုက်ပါတော့တယ်သစ္စာကိုင်းကလည်းချက်ချင်းတုတ်ပြန်ပြီးတေလောက်တဲ့တိုက်ကွက်ကိုရှောင်နိုင်လိုက်ရုံပဲသူ့ခေါင်းကိုနောက်ဆုတ်နိုင်လိုက်ပါဓာတော့ကသူ့ဘာကိုပုတ်ဆွဲသွားပြီးတွေးစားလေးတွေထွက်သွားပေမဲ့သူကတော့ဘာမှတုတ်ပြန်မှုမပြခဲ့ပါဘူးတုတ်ပြန်တဲ့အနေနဲ့သူကမူရဲ့ရင်ဘတ်ကိုပြင်းထန်တဲ့ကန်ချက်နဲ့ပြန်လဲတိုက်ခိုက်ခဲ့ပါဒါပေမဲ့မူကနောက်ဆုံးစက္ကန့်မှာသူ့ရဲ့ဓာတ်ကိုမြောက်လိုက်ပြီးဓာတ်ရဲ့ပြားတဲ့မျက်နှာပြင်နဲ့အဲ့ဒီအရှင်ကိုခုခံလိုက်ပါကန်ချက်ကိုအောင်မြင်မြင်ခုခံနိုင်ပေမဲ့ပါလာတဲ့အင်အားကြောင့်သူနောက်ကိုခြေလန်းအနှဲငယ်ချိုင်းသွားပါငါရဲ့အင်အားတွေကိုထိန်းချုပ်ထားခဲ့တာပါလို့ဝန်ခံလိုက်တဲ့တစ္ဆာကိုင်းရဲ့မောက်မာတဲ့လေတံကတင်းမာနေတဲ့လေလူတဲကိုဖျက်တောက်သွားပါအရင်ဖြစ်ရတစ်ခုကြောင့်တတိယနေပေမဲ့အခုတော့ဒီလိုထိန်းချုပ်စရာမလိုတော့ဘူးလို့သူကဆိုပါတယ်ဒါပေမဲ့မူကတော့တိတ်ဆိတ်နေသေးပါပဲဒီလိုရန်စမှုတွေအတွက်ဘာတိတ်ပဲမှမရှိတယ်လို့သူ့ရဲ့ရင်းရိုင်မှုမရှိတဲ့အာယုံဆိုင်မှုကပြိုင်ဘက်စီမှာအပြည့်အဝရှိနေသူ့ရဲ့စွမ်းကုန်နဲ့တိုက်ခိုက်တော့မယ်လို့ကြေညာလိုက်ပါတယ်။လက်စာခန်းချုပ်ကရှေ့ကိုနောက်တစ်ချိန်ပြေးဝင်လာပါတယ်။သူ့ရဲ့လှုပ်ရှားမှုတွေကအခုတော့ပိုပြီးအင်အားကြီးမားလာကတိုက်ကွက်တွေကလည်းတကယ်ကိုအသေးသက်မဲ့ရည်ရွယ်ချက်တွေပါဝင်နေပါတယ်။သူကဓာတ်ကိုအရှိန်နဲ့ခုတ်ချလိုက်ပါတယ်။အင်အားတွေဘလောက်ပါသေးသူ့ရဲ့ပူဟန်အနေထားကတော့ဟာကွက်တွေရှိနေပါတယ်။မူကအဲ့ဒီလှုပ်ရှားမှုကိုအလွယ်တကူပဲတိလိုက်ပြီးတိုက်ကွက်ကိုထိတ်တိုက်ရင်ဆိုင်လိုက်ပါတယ်။သူတို့ရဲ့ဓာတ်နှစ်လက်ရိုက်ခတ်ချိန်မှာမူကနောက်ကိုအနှဲငယ်တွန်းထုတ်ခံလိုက်ရတယ်လို့မျိုးခံစားလိုက်ရပေမဲ့သူ့ရဲ့ခြေကုပ်ကတော့ခိုင်မြဲနေသေးပါ
တံမဏိဓာနှစ်လက်ထိခိုက်မိရာကနေမီးပွင့်တွေရွင့်စင်သွားပြီးဆူးရှားလာတဲ့တပ်ထုချင်းရိုက်ခတ်တံကကွင်းတစ်ခုလုံးမှာပဲ့တင်ထပ်သွားပါတော့တယ်။ပြိုင်ပွဲကပုံမပြင်းထန်လာပြီးဘယ်ဘက်ကမှအလျှော့မပေးကြဘူး။အပြန်အလှန်လွှဲရမ်းလိုက်တဲ့တိုက်ကွက်တိုင်းဟာဒေတူထဲမှာပဲ့တင်ထပ်နေပြီးသူတို့ပတ်ဝန်းကျင်ကကဘာကြီးဟာမရက်မနာတိုက်ခိုက်နေတဲ့ဓာချင်းရိုက်ခတ်တံတွေအောက်မှာတိတ်ဆိတ်သွားတယ်လို့ပါပဲ။ဒီတိုက်ခတ်မှုတွေတောင်ပျောက်ကွယ်သွားပြီးအတန်းအနယ်ရှိတဲ့ဒီပြိုင်ပွဲရဲ့အတန်တွေနဲ့ပဲအစားထိုးခံလိုက်ရပါတယ်။မှုရဲ့ထက်မြက်တဲ့မျက်လုံးတွေကပြိုင်ပွဲရဲ့ကူဟန်အနေအထားမှာရှိတဲ့ဟာကွက်တိုင်းကိုအမိအယဖမ်းယူနေပါတယ်။တစ္ဆာခိုင်းချုပ်ကသူ့ရဲ့တိုင်းကွက်ကိုဆက်လက်အသုံးပြုလိုက်တိုင်းဟာကွက်အသေးလေးတွေပေါ်လာပါတယ်။သူကဓားကိုအပေါ်ကိုပင့်တင်ပြီးပြင်းထန်တဲ့လေအဟုန်ကိုဖန်တီးလိုက်တဲ့အချိန်တိုင်းမှာသူ့ရဲ့ညာဘက်ပေါင်ကခဏတာပေါ်ထွက်သွားတတ်ပါတယ်။မှုကအပြင်းထန်လေ့ကျင့်ခဲ့ရတဲ့ရလက်ကြောင့်ရန်သူရဲ့အားနည်းချက်တိုင်းနဲ့ခုခံမှုရှိတဲ့ဟာကွက်တိုင်းကိုသူကရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။တကယ်လို့တစ္ဆာခိုင်းချုပ်တာဆရာမူဟိုင်းစီမှာလေ့ကျင့်ခဲ့မယ်ဆိုရင်ဒီလိုလေ့ကျင့်စိုးတွေကိုပြင်ဆင်ပြီးသားဖြစ်နေမှာပါအချိန်တုန်းကမှုဟာသူ့ရဲ့ပြိုင်ဘက်ကိုအနိုင်ယူဖို့အတွက်ကန်တရားဒါမှမဟုတ်စေးစမ်းကောင်းတွေလိုအပ်လိမ့်မယ်လို့ယုံကြည်ခဲ့ပူပါတယ်ဒါပေမဲ့အခုတော့မရမနာလေ့ကျင့်ခဲ့မှုကနေရရှိလာတဲ့ကြည်လင်ပြတ်သားမှုနဲ့အတူအဲ့ဒီထက်အများကြီးပိုတန်မှုရှိတဲ့အရာတစ်ခုကိုသူနားလည်သွားပါပြီဆရာမူဟိုင်းဟာသူ့ကိုအင်အားသုံးပြီးနှိမ့်ဆက်တင် जा ပေးခဲ့ရုံတင်မကပါဘူးပြိုင်ဘက်ရဲ့အားနည်းချက်ကိုထိုးဖောက်မြင်နိုင်စွမ်းရည်ကိုပါပေးအပ်ခဲ့ပါယုံကြည်မှုတွေကသူ့စီမှာရှန်တက်လာပါနှစ်ပေါင်းများစွာခံစားခဲ့ရတဲ့အခက်အခဲနဲ့ကြမ်းတမ်းတဲ့လေ့ကျင့်ရေးကာလတွေအားလုံးဟာဒီအချိန်လေးအတွက်ပါရင်းရိုင်မှုမရှိတဲ့စိတ်ပိုင်းဖြတ်မှုနဲ့အတူမှုကသူ့ရဲ့ဓာတ်ကိုမြှောက်လိုက်ပြီးလက်ကိုချစ်ချစ်ပါအောင်စုပ်ကိုင်လိုက်ပါတယ်အဲ့ဒီနောက်ခြေတလန်းနဲ့အကွာဝေးကိုချက်ချင်းရှော့ချလိုက်ပြီးသူ့ရဲ့ဓာတ်သွားကပြိုင်ဘက်ရဲ့ဘေးကဟာကွက်စီကိုပြက်ပြက်တာဝင်ရောက်သွားပါတော့တယ်သစ္စာခိုင်းချုပ်စီကနေနာကျင်စွာအော်ဟစ်တန်ထွက်လာပြီးနှဆိုင်လာတဲ့ဒဏ်ရာကနေထွက်လာတဲ့သွေးကစစ်မြေပြင်ကိုအနီအောင်စူးသွားပါတော့တယ်သွေးတွေထွက်နေပေမဲ့တစ္ဆာခိုင်းကသူ့ကိုယ်သူပြန်ထိန်းနိုင်ခဲ့ပါတယ်။သူကခြေကုပ်ကိုခိုင်နင်းပြီးလမ်းကြောင်းပြောင်းကနိုင်ထက်တိုက်ကွက်တစ်ခုကိုကျိုးစားပြန်ပါတယ်။သူကဓာတ်ကိုကြဲကြဲဝှေ့ရမ်းပြီးမှုကိုဓာတ်ရိုက်ရည်ရွယ်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့မှုကအဲ့ဒီဓာတ်သွားကိုအားချင်းအတူတူနဲ့ပဲပြန်တုတ်ပြန်လိုက်ပြီးဘာမှမဟုတ်တယ်လို့မျိုးအလွယ်တကူပဲဖယ်ထုတ်လိုက်ပါတယ်။တိုက်စစ်ကအဲ့ဒီမှနေရက်မသွားပါဘူး။တစ္ဆာခိုင်းချုပ်ကသူ့ရဲ့ဘယ်ဘက်ခြေထောက်ကိုတုံးပြီးပြင်းထန်တဲ့ကန်ချက်တစ်ခုကိုကျိုးစားခဲ့ပါတယ်။ဒါပေမဲ့မှုကအဲ့ဒီလှုပ်ရှားမှုကိုနောက်တစ်ချိန်ကြိုတိနေပြီးသူ့ရဲ့ကန်ချက်နဲ့ပဲပြန်လဲတုတ်ပြန်လိုက်ပါတယ်။ရှိန်ကိုအတုံးချပြီးမှုကဓာတ်ကိုပို့ပြီးတင်းတင်းဆုပ်ကိုင်လိုက်ပါတယ်။အသက်တရှိုက်စာအတွင်းမှာပဲသူရှေ့ကိုပုတ်နှက်လိုက်ပိစာဆိုင်ချုပ်ကထွင်းပေါက်ပဲတိုက်ကွက်ကိုရှောင်တိန်နိုင်ဖို့အတွက်အောက်ကိုအမြန်မှုရှောင်လိုက်ရပါတယ်။သူကအနောက်ဘက်ကိုအကြိမ်ကြိမ်ခုန်ဆုပ်လိုက်ပြီးသူ့ရဲ့လက်ကိုတုံးကအကွာဝေးတစ်ခုကိုဖန်တီးပြီးခြေကုပ်ပြန်ယူဖို့ကြိုးစားနေပါတယ်။သူ့စိတ်ထဲမှာတော့အသွေးတွေရှုပ်ထွေးနေပါတော့သူအုံပြုလိုက်တဲ့တိုက်ကွက်တိုင်းကိုတစ်ဖက်လူကအလွယ်တကူပဲပယ်ဖြတ်အောင်လုပ်နေတယ်။တွင်းအားပူများတဲ့သူကိုယ်တိုင်တော့ဘာလို့ပြတ်သားတဲ့တိုက်ခိုက်ချက်တစ်ခုမှမပေးနိုင်ရတာလဲဆိုပြီးသူအန်ကျစ်ရင်နားမလည်နိုင်ဖြစ်နေပါဒါဟာကျူးကျောင်းစီတော်မှုမရှိပါဘူးပြင်ပန်းကြည့်ရင်သူဟာတန်မာနေပေမဲ့အပြန်လည်တိုက်ခိုက်မှုတိုင်းမှာသူကရှုံးနေနေပါတယ်တိုင်းပညာကိုနက်နက်နားလေသူတွေအတွက်တော့ဒါကလျှို့ဝှက်ချက်မဟုတ်ပါဘူးတိုင်းသမားတယောက်ရဲ့ခန္ဓာကိုယ်အလဲပခုမှာအင်အားကိုတူလောင်ထားတဲ့ဒန်ရှင်းရှိပါတယ်ဒီစီးစင်းနေတဲ့တက်ဆောင်အားကိုတွင်းအားလို့ခေါ်ပြီးလေ့ကျင့်မှုကနေတဆင်ပုံမူကောင်းမှုအောင်လှုပ်ဆောင်နိုင်တွင်းအားကိုတွေးပေးပြီးစူးစီးလိုက်ရင်မှုလှုပ်ဆောင်ခဲ့တယ်လို့မျိုးအများကြီးပုံမှုအစွမ်းထက်လာနိုင်ပါတယ်မှုမှာရှိတဲ့အတွင်းအားပမာဏကနည်းပါပေမဲ့အဲ့ဒီအင်အားရဲ့အရေးအတွင်းနဲ့ခိုင်မာမှုကတော့အများကြီးတာလွန်ပါတယ်ဒီဖြစ်စဉ်ဟာအတွင်းတိုင်းရဲ့အနှစ်သာရဖြစ်ပြီးတိုင်းပညာအားလုံးရဲ့အခြေခံအုတ်မြစ်ပါပဲဒါပေမဲ့လူတော်များများကဒီယူဆဖို့အထင်လွဲနေကြပြီးအတွင်းတိုင်းကိုအတွင်းအားတွေအများကြီးစုစည်းထားတာလို့ပဲထင်မှတ်နေကြတာပါမှုရဲ့တိုက်ပွဲတိုင်းမှာအချင်းချင်းအရှုံးပေးနေရတဲ့တစ္ဆာဂိုင်းချုပ်ဟာဒီလိုအထင်လွဲနေတဲ့သူတွေရဲ့ပြရုပ်ပါတကယ်လို့တယောက်ယောက်ကအတွင်းအားရဲ့အင်အားနဲ့ပမာဏကိုအာရုံစိုက်နေမယ်ဆိုရင်အဲ့ဒါကိုအတွင်းအားအင်အားလို့ပဲခေါ်နိုင်ပါတယ်ဒါပေမဲ့အတွင်းတိုင်းပညာရပ်ကအဲ့ဒီထက်ပိုမိုနှက်ဆိုင်ပါတယ်တရားထိုင်ခြင်းနဲ့စိတ်ပိုင်းဆိုင်ရာပြုစုတူးထောင်ခြင်းကနေတဆင့်အတွင်းအားကိုတန့်စင်ပြီးအတိဉာဏ်ပွင့်လင်းမှုစီကိုဥတည်ရပါတယ်ပြင်းထန်တဲ့အတွင်းအားရှိနေုံနဲ့အတွင်းတိုင်းပညာကိုတက်မြောက်နိုင်ပြီလို့မဆိုလိုနိုင်ပါဘူးဦးရဲ့တိုင်းစွမ်းရည်ကအဲ့ဒီအတွက်တက်တယ်ပါပဲဦးကခိုင်းကျုပ်ရဲ့တိုက်ကွက်တိုင်းကိုအချင်းချင်းကြားဖြတ်တားဆီးနိုင်ခဲ့ပါတယ်တိုက်ပွဲကြာလာတာနဲ့အမျှတစ္ဆာခိုင်းကျုပ်ဟာတည်ငြိမ်မှုပြတ်ပြားလာပါတော့တယ်။မူကတိကျတဲ့တိုက်ကွက်နဲ့ဓာတ်ကိုရိုက်ချလိုက်တာကြောင့်ခိုင်းကျုပ်ရဲ့ဓာတ်ဟာရင်းရိုင်သွားပေမဲ့သူကတော့ဓာတ်ကိုမြဲမြဲကင်ထားနိုင်တော့မှာပဲ။ချောင်းဝေးတဲ့လှုပ်ရှားမှုတစ်ခုနဲ့အတူမူကခိုင်းကျုပ်ရဲ့လက်မောင်းကိုဖမ်းဆုပ်ပြီးလျှက်တစ်ပြက်အတွင်းမှာပဲရှေ့ကိုတိုးဝင်ကခိုင်းကျုပ်ရဲ့ခန္ဓာကိုညာဘက်အချမ်းကိုလှိဖြတ်လိုက်ပါ။ဒဏ်ရာကပြင်းထန်လွန်းတာကြောင့်တစ္ဆာခိုင်းကျုပ်ကသွေးတွေအန်ထုတ်လိုက်ပြီးမူရဲ့ဓာတ်သွားမှာလဲသွေးရောင်တွေဆွန့်ထွင်းသွားပါတော့။ဒီတော့ထိခိုက်သွားပေမဲ့လည်းမူကရက်မသွားပါဘူး။သူ့ရဲ့ဓာတ်ကင်ထားတဲ့လက်ကတုံရင်နေပေမဲ့လည်းနောက်ထပ်တိုက်ကွက်တစ်ခုအတွက်သူပြန်နှောက်လိုက်ပါတယ်။နှစ်ပေါင်းများစွာမြုပ်နှံထားခဲ့တဲ့နာကျင်မှုတွေကအခုတော့ပေါ်ကိုရှန်တက်လာပါပြီ
သူရှိသမျှခွန်အားတွေအကုန်သုံးပြီးဒီပဋိပက္ခကိုတခါတည်းအဆုံးသတ်ဖို့ဒါကိုရှေ့ကိုပို့ဆိုင်လိုက်ပါတယ်တစ္ဆာကိုင်းချုပ်ကတော့အချိန်မီတုတ်ပြန်ဖို့ပျက်ကွက်ခဲ့ပါတယ်ခုကဒါဝင်ရောက်မတားဆီးခဲ့ရင်တေဘူးကတေချာနေပါတယ်တွေးနောက်တစ်ချိန်တွင်းဆင်သွားပြီးတစ္ဆာခိုင်းကတပည့်တွေကမယုံကြည်နိုင်ကြမြင်ကွင်းတစ်ခုကိုကြည့်ပြီးအံ့ဩမှင်တက်စွာစိုက်ကြည့်နေပါတော့တယ်ဗျဟုတ်ကဲ့ဒီပိုင်းလေးတော့ဒီလောက်ပါပဲဗျအခုဒီမှာလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ် like and subscribe လည်းလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့အောင်နော်